သူမရဲ့ဘောင်းဘီမှာအပေါက်ကြီးတစ်ခုဖြစ်သွားတဲ့အခါအနီးအနားမှာရှိတဲ့ကောင်လေးတစ်စုကသူမကိုချက်ချင်းဆိုသလိုဝိုင်းလောင်ကြပါတော့တယ်။ဒါကိုမြင်တဲ့လန်ချောင်ဟာတစ်စက္ကန့်လေးတောင်မတွန့်ဆုတ်ပဲသူ့ရဲ့ဂျာကင်ကိုအမြန်ချွတ်ချောင်ရဲ့ခါမှာပတ်ပေးပြီးအဲ့ဒီနေရာကနေသူမကိုတိတ်တဆိတ်ခေါ်ထုတ်သွားခဲ့ပါတယ်။သူမအိမ်ပြန်ရောက်တဲ့အခါရှောင်းကလှုပ်အားပေးကော်မတီဝင်အဖြစ်ပထမဆုံးရရှိခဲ့တဲ့အောင်မြင်မှုအကြောင်းကိုသူမရဲ့အမေဖြစ်သူအားစိတ်လှုပ်ရှားစွာပြောပြပါတယ်။သူမရဲ့အမေကလည်းနောက်ဆုံးတော့သမီးဖြစ်သူမှာတာဝန်သိစိတ်လေးတွေရှိလာပြီဆိုပြီးဝမ်းသာအားရဖြစ်ကအထိမ့်မှတ်အနေနဲ့အထူးတလဲတစ်ခုခုချက်ကျွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရှောင်းကသူမအမေအာလူးနွားတာမစင်ကြယ်ဘူးဆိုပြီးပြစ်တင်ဝေဖန်ကသူမကိုယ်တိုင်လုပ်မယ်ဆိုပြီးစွတ်အတင်းလုပ်ပါတော့တယ်။မိနစ်ပိုင်းအတွင်းမှာပဲသူမလက်ထဲကအာလူးဟာအဖက်လေးတွေဖြစ်ပြီးပျက်စီးကုန်ပါတယ်။ဒါရင်မကသေးပဲရှောင်းဟာသူမအမေကြက်တုံဖြူနွားတဲ့ပုံစံကိုပါထပ်ပြီးဝေဖန်ပြန်ပါတယ်။သူ့သမီးအတော်လေးကိုအတိုင်အဖောက်လွဲလာတာကိုမြင်တဲ့အခါဖခင်ဖြစ်သူကစိတ်မရှိတော့ပဲသူမကိုမိဖို့ချောင်တဲ့ကနေချက်ချင်းမောင်းထုတ်လိုက်ပါတော့တယ်။မျောလင့်ထားတဲ့အတိုင်းပါပဲရှောင်းဟာညစာစားဖို့သူမရဲ့မွေးစားမိခင်အိမ်ကိုထွက်ပြေးသွားပါတယ်။ထမင်းစားပြီးတဲ့နောက်မှာလည်းသူမရဲ့ယာဒူးတစ်အတွက်စိတ်လှုပ်ရှားနေတော့မှုလန်ချောင်ရဲ့အခန်းထဲကိုအလောတကြီးပြေးဝင်သွားပါတယ်။အဲ့ဒီအချိန်မှာချောင်ကဝေဖန်စရာတစ်ခုခုများတွေ့မလားဆိုတဲ့မျောလင့်ချက်နဲ့လန်ချောင်သူ့အခန်းကိုဘလို့တန့်ရှင်းအောင်ထားတယ်လဲဆိုတာကိုလိုက်ကြည့်နေပါတယ်အစပိုင်းမှာတော့ထူးထူးခြားခြားဘာမှတွေ့မယ်လို့သူမမထင်ထားပေမဲ့ကတင်အောက်ကိုငုံကြည့်လိုက်တဲ့အခါသူတို့ငငယ်တုန်းကသူမပေးခဲ့ဘူးတဲ့ရင်းနှီးနေတဲ့တစ်တာလေးတစ်ခုကိုရုတ်တရက်မြင်လိုက်ရပါတယ်လန်ချောင်ရဲ့မျက်နှာမှာရှက်ရွံ့နေတဲ့အရေးအယောင်တွေကိုမြင်လိုက်ရတဲ့အခါရှောင်းဟာချက်ချင်းဆိုသလိုတန်တရားဝင်သွားပါတယ်သူမကတစ်တာကိုအမြန်ဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာမိန်းကလေးဝတ်ကောင်းဝင်တစ်ထည်ကိုတွေ့လိုက်ရပါတယ်လိုက်ကြည့်နေပါတယ်အစပိုင်းမှာတော့ထူးထူးခြားခြားဘာမှတွေ့မယ်လို့သူမမထင်ထားပေမဲ့ကတင်အောက်ကိုငုံကြည့်လိုက်တဲ့အခါသူတို့ငငယ်တုန်းကသူမပေးခဲ့ဘူးတဲ့ရင်းနှီးနေတဲ့တစ်တာလေးတစ်ခုကိုရုတ်တရက်မြင်လိုက်ရပါတယ်လန်ချောင်ရဲ့မျက်နှာမှာရှက်ရွံ့နေတဲ့အရေးအယောင်တွေကိုမြင်လိုက်ရတဲ့အခါရှောင်းဟာချက်ချင်းဆိုသလိုတန်တရားဝင်သွားပါတယ်သူမကတစ်တာကိုအမြန်ဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာမိန်းကလေးဝတ်ကောင်းဝင်တစ်ထည်ကိုတွေ့လိုက်ရပါတယ်ဆွေးနွေးပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာအတန်းပိုင်ဆရာမရဲ့ရုံးခန်းထဲကိုခိုးဝင်ပြီးချွမ်းရဲ့အသိမ်းခံထားရတဲ့ဖုန်းကိုပြန်ယူဖို့အစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ်။သူတို့နှစ်ယောက်ရင်တထိတ်ထိတ်နဲ့အစီအစဉ်ကိုတိုင်ပင်နေတော့မှပဲတကားခောက်တန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရပါတယ်